အားလုံးပဲမင်္ဂလာပါဗျာနော်မျိုးတွေအဲ့တော့ကျွန်တော်ဒီနေ့ညတော့ကျွန်တော် live နားမယ်ပေါ့ဗျာနော်နားပြီးတော့ကျွန်တော်လိုအပ်တာလေးကိုကျွန်တော် video file လေးတင်ပေးလိုက်တယ်ပေါ့ဗျာနော်အဲ့တော့ကျွန်တော်ဒီပိတ်ရမှာကျွန်တော်မဘာဝင်မျိုးတွေမဘာဝင်လို့ရပါပြီနော်မဘာဝင်ခေါ်ပါရယ်ပြီးရင်ကျွန်တော်အမခံအခွေလေးတွေရောင်းပေးပါတယ်ဟုတ်ဘူးနော်အမကာမကျော်ထိတ်ကလေးတွေရောင်းပေးပါမယ်ကျွန်တော်တို့ရှေ့တစ်ပတ်မှာဆိုရင်ကျွန်တော်တို့ဗုဒ္ဓဖူးတရက်နော်ပိတ်ရရှိပါတယ်အဲ့တော့ကျွန်တော်ပိတ်ရရှိတဲ့တကြောင်မို့လို့လာမဲ့မူလေးတွေကိုကျွန်တော်အကြမ်းပြင်ပြပေးသွားမယ်ဗျာနော်အဲ့တော့ဗီဒီယိုဖိုင်ကိုလည်းအရင်ကြီးမရှိချင်ဘူးအဲ့တော့ကျွန်တော်9မိနစ်စာလောက်လေးကိုကျွန်တော်ပြပေးသွားမယ်ဗျာနော်ခက်သက်သက်လေးပြပေးသွားမယ်အဲ့တော့တစ်ချက်ကြည့်ပေးပါနော်အဲ့တော့ကျွန်တော်တောက်ကြနေပါဗျာနော်ခွန်တလုံးပိုင်နော်ဘာတွေဆင်းလဲဆိုတော့ကြည့်မယ်ကျွန်တော် live ဒီမှာစဉ်းစားမပြခဲ့ဘူးလေကြီးတဲ့မျိုးတွေဆိုမှတ်မိမှာပါဗျာနော်တောက်ကြမှာမနေ့ဖြစ်ဖြစ်ညဖြစ်ဖြစ်ပါထိတ်ဖြစ်ဖြစ်အပိတ်ဖြစ်ဖြစ်ခွန်တလုံးပါလာတိုင်းမှာကျွန်တော်တို့ဘာဖြစ်လဲဆိုတော့3ရက်အတွင်းမှာညီကိုဆင်းပေးပါတယ်နော်အပေါ်ဘက်မှာဆိုရင်ကျွန်တော်တို့ညီကို3ချိန်တောင်ဆင်းသွားတာတွေ့ပဲမို့ဗျာနော်အဲ့တော့89ဆင်းပါတယ်45ဆင်းပါတယ်310ဆင်းပါတယ်နော်310ဆင်းပါတယ်အဲ့တော့ညီကို3ချိန်တောင်ဆင်းခဲ့တယ်အဲ့တော့တောက်ကြမှာခွန်တလုံးပါပြီးတိုင်းကျွန်တော်တို့ညီကို3ရက်တည်းဆင်းတယ်ဆိုတာကိုကျွန်တော်စစ်ပြပေးမယ်ကျွန်တော်တို့ဒီမှာတောက်ကြနေမှာခွန်တလုံးပါပါတယ်အဲ့တော့တောက်ကြနေမှာခွန်တလုံးပါပြီးတိုင်းမှာညီကို3ရက်အတွင်းမှာနော်အဲ့တော့ဒီမှာဆိုရင်တစ်ချက်ကြည့်မယ်တောက်ကြနေမှာခွန်တလုံးပါပါတယ်85ဆိုတရက်2ရက်တော့ဒီမှာညီကိုဆိုတော့ကျွန်တော်တို့4ရက်မြောက်မှာ86ဆိုလာပြီးတော့ဆင်းပါတယ်43ဆိုလာဆင်းပေးပါတယ်ဟုတ်ပြီနော်တောက်ကြမှာ9လုံးပါလာတိုင်းကျွန်တော်တို့ညီကိုက3ရက်အဆင်းများပါတယ်နော်ဒီမှာဆိုတော့4ရက်နဲ့5ရက်မှာညီကိုတွေလာဆင်းပေးပါတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တောက်ကြမှာ9လုံးပါတယ်ပွဲလေးတွေကျွန်တော်လိုက်စစ်ပါဒီမှာဆိုရင်လည်းညနေပိုင်းမှာ85ဆိုဆင်းပါတယ်တရက်2ရက်3ရက်မှာညီကိုဆိုတော့ကျွန်တော်ဒီမှာ90ဆိုပြီးတော့ဆင်းပါတယ်နော်65ဆိုဆင်းပါတယ်ညီကိုတွေဆင်းပေးပါတယ်တောက်ကြမှာ9တလုံးပါလာတယ်ဒီမှာ83ဆိုဆင်းပေးပါတယ်နော်83လို့တောက်ကြမှာ9တလုံးပါလာပြီဆိုရင်ကျွန်တော်တို့1ရက်2ရက်3ရက်တည်းမှာညီကိုဆိုတော့ကျွန်တော်ဒီမှာဆိုရင်ဗာဆင်းမလဲ89နဲ့ကျွန်တော်တို့54ဆိုတော့ညီကိုတွေဆင်းပေးပါတယ်နော်3ရက်တည်းမှာလိုက်ဆင်းပေးနေတာပါအဲ့တော့ကျွန်တော်တို့မျိုးတွေရှေ့ပိတ်ရက်ရှိတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ချိန်ဆပြီးတော့ထိုးပါနော်တောက်ကြမှာ9တလုံးပါထားတယ်ညီကို3ရက်တည်း1ရက်2ရက်3ရက်တည်းဆိုတော့ဒီမှာညီကိုတွေကျွန်တော်တို့45 86ဆိုပြီးဆင်းပေးပါတယ်ဟုတ်ပြီနော်အဲ့တော့တောက်ကြမှာ9လုံးပါနေတယ်ဒီပွဲမှာနော်ဒီပွဲမှာ9လုံးပါလာတယ်85ဆိုတော့ကျွန်တော်တို့ဒီ4ရက်မှာညီကိုစာလို့လိုက်ရိုက်မယ်ဆိုရင်အဆင်ပြေမှာပါဗျာနော်အဲ့တော့တောက်ကြမှာ9လုံးပါတဲ့ပွဲလေးတွေကျွန်တော်လိုက်စစ်ပြပေးနေတာအကြိုက်တူမှယူသုံးမှာမှန်ကန်မှုရှိမှယူသုံးမှာ1ရက်2ရက်3ရက်တည်းမှာကျွန်တော်တို့ညီကိုတွေဆင်းပေးပါတယ်65ဆိုဆင်းပေးပါတယ်ဟုတ်ပြီနော်တောက်ကြမှာ9လုံးပါတဲ့ပွဲလေးတွေကိုကျွန်တော်လိုက်စစ်ပြပေးနေတာအဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင်တပွဲဆင်းပေးပါတယ်ဟုတ်ပြီနော်ဒီမှာဆိုရင်တပွဲဆင်းပေးပါတယ်နော်နှစ်ပွဲရှိပါပြီမှန်တာဒီမှာဆိုရင်တပွဲနော်သုံးပွဲဒီမှာတပွဲကျွန်တော်တို့၄ပွဲရှိပါပြီမှန်ကန်မှုရှိပါတယ်ဒီမှာဆိုရင်၅ပွဲဆိုတော့၄ရက်မြောက်တော့လာဆင်းပါတယ်နော်ပြက်ပင်တော့မရှိဘူး၅ပွဲမြောက်ထိကိုဇက်တိုက်ကိုလိုက်ဆင်းပေးနေတယ်အဲ့တော့ကျွန်တော်6ပွဲမြောက်ကိုပေးမယ်ဆိုရင်ကျွန်တော်တောက်ကြမှာ9လုံးပါထားတယ်အဲ့တော့ညီကိုက3ရက်တည်းမှာဆင်းလာဖို့ရှိပါတယ်ဗျာနော်အဲ့တော့ညီကိုလာမယ်လို့ကျွန်တော်မူချုပ်ကလေးတင်ပေးထားပါတယ်နော်တပတ်စာမူချုပ်မှာချင်းတင်ပေးထားတဲ့ညီကိုလာမယ်အပူလာဖို့ရှိပါတယ်နော်အပူလာဖို့ရှိတယ်အပူလာဟိုရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်မူလေးတော့မပြတော့ဘူးအပူလာဖို့ရှိပါတယ်အပူ10ခွက်ကိုလိုက်ထိုးပါနော်အခွေထိုး break ထိုးဘာထိုးအပူထက်ထိုးပါဗျာနော်အဲ့တော့အပူလာဖို့ရှိပါတယ်ညီကိုလာဖို့ရှိပါတယ်နော်အဲ့တော့9338ဆိုတဲ့အခွေလေးကိုကျွန်တော်ပြပေးထားတယ်အဲ့ဒါလေးကိုလည်းကြိုင်ရင်လည်းဇာတို့ဒီ4ရက်မှာလိုက်ရိုက်လို့ရပါတယ်နော်ခွန်3နော်ခွန်3ထပ်ပြီးတိုင်းမှာကျွန်တော်တို့နောက်ပတ်မှာ9338ဆိုတဲ့အခွေလေးကလိုက်ထွက်ပေးပါတယ်နော်အဲ့တော့ကြောင့်မလို့ဒီပွဲထဲမှာလည်းထွက်သွားပေးတယ်ဒီမှာဆိုလည်း83ဆိုဆင်းပေးပါတယ်ဟုတ်ပြီနော်အပုံစံမျိုးလေးပဲ9338ဆိုတဲ့အခွေကကျွန်တော်တို့ဒီနောက်ပွဲမှာဆင်းလာဖို့ရှိပါတယ်အဲ့တော့ရှီရှီဝေးမပြောတော့ဘူးမူချုပ်ကလေးပုံလေးတွေတင်ပေးထားတယ်အဲ့တော့ဝင်ကြည့်သွားအပူးလာမယ်ညီကိုလာမယ်အပူးလာမယ်9338အခွေလာမယ်ပေါ့ဗျာနော်အဲ့တော့ကျွန်တော်မပါဝင်မျိုးတွေလည်းမပါဝင်လို့ရပါပြီနော်ရှေ့တစ်ပတ်ဒီမှာတောက်လျှောက်ခွင့်ရဒီပဲဆိုတော့ကျွန်တော်တို့ဒီပိတ်ရက်လေးတစ်ပတ်ကနေလည်းမပါဆောက်ဝင်သွားမယ်ဆိုရင်ကျွန်တော်တို့ဒီ2လလောက်အတွင်းမှာကျွန်တော်တို့အမျက်တွေကိုမျိုးမြင်မဲ့လိုက်ယူကြမယ်ဗျာနော်ကာမကျော်9လုံးခွေရှိမယ်4လုံးခွေရှိမယ်အမကန် break ရှိမယ်ကျွန်တော်ပြီးတဲ့ဘက်ကအမကန် break 2လုံးက1လုံးတော့ပြတ်သွားတယ်ဗျာနော်1လုံးကတော့စိုးကြီးထွက်သွားတယ်အဲ့တော့ break 1လုံးကပျောက်သွားတယ်အဲ့လူတွေအတွက်လည်းကျွန်တော်အစားပေးမယ်ပေါ့ဗျာနော်အားလုံးပဲ fighting မှာကျွန်တော်တို့ရှေ့တစ်ပတ်အတွက်အားမွေးထားကြပါဗျာနော်